ဒီကနေ့ကတော့ကျွန်တော်တို့ကမ္ဘာဘီလီယံနာရဲ့ကစားကွက်ကနေပြီးတော့ကျွန်တော်တို့ရဲ့လုပ်ငန်းခွင်ဒီစီတို့ဆိုရဲအကြောင်းအရာလေးတွေနဲ့ဆွေးနွေးပြီးတော့ကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ဝေဖြိုးပါအဲ့တော့ကျွန်တော်တို့ဒီကမ္ဘာဘီလီယံနာရဲ့ကစားကွက်ကနေပြီးတော့ကျွန်တော်တို့တင်းရဲ့လုပ်ငန်းခွင်စီတို့ဆိုရဲအကြောင်းအရာလေးမှာကျွန်တော်တို့စဉ်းစားရမှာစသချင်းတော့ကျွန်တော်တို့ AI ပေါ့ AI ကကျွန်တော်တို့ရွေးချယ်စရာ software တစ်ခုအနေနဲ့ကျွန်တော်တို့ရှေ့မနေတော့ပါဘူးအခုလာမဲ့9နှစ်ကနေပြီးတော့ကျွန်တော်တို့10နှစ်အတွင်းမှာနောက်9နှစ်ကနေ10နှစ်အတွင်းမှာAI မရှိတဲ့ AI မပါတဲ့လုပ်ငန်းတွေ AI မပါတဲ့ software တွေဆိုတဲ့ဥစ္စာကကျွန်တော်တို့ရှိတာတော့မဟုတ်ပါဘူးအဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့အနေနဲ့ဒီ AI ကိုအခုချိန်လေးကနေစပြီးတော့ကျွန်တော်တို့သေသေးချာချာသုံးရမယ်လုပ်ရမယ်ဆိုတဲ့အကြောင်းတွေဖြစ်သွားပါပြီအဲ့တော့ကမ္ဘာမှာကျွန်တော်တို့အနေနဲ့ကမ္ဘာကုမ္ပဏီကြီးတွေတနည်းအားဖြင့်ပြောမယ်ဆိုရင်ကျွန်တော်တို့ Google တွေပြီးရင်ကျွန်တော်တို့တနည်းအားဖြင့်ပြောမယ်ဆိုရင်Microsoft တွေကျွန်တော်တို့ Meta တွေ Meta ဆိုတော့ Facebook ပေါ့နော် Facebook တွေ Amazon တွေပြီးရင်အခုကျွန်တော်တို့ X ပေါ့ X ဆိုတာElon Musk ရဲ့Grok တို့ပါတော့စသဖြင့်ဒီကုမ္ပဏီတွေအားလုံးကဒီအခုအခြေအနေမှာဘာတွေလောက်လာကြတာလဲဆိုတော့ဘီလီယံချီတဲ့ဒေါ်လာတွေကိုအကုန်လုံးကိုကျွန်တော်တို့ရင်းနှီးမြှုပ်နှံမှုကိုကျွန်တော်တို့လောက်လာကြပါတယ်တနည်းအားဖြင့်ပြောမယ်ဆိုရင်ကျွန်တော်တို့ Meta ပေါ့ Meta မှာဆိုရင် Meta ပဲပြောဒါ Meta ဆိုတာတော့ကျွန်တော်တို့ Facebook နဲ့အားလုံးရင်းနှီးနေကြဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ပြောချင်းဖြစ်တာပါ2026ခုနှစ်မှာဒီကုမ္ပဏီခုနကပြောခဲ့တဲ့ကုမ္ပဏီအကြီးတွေကနေပြီးတော့ကျွန်တော်တို့ရင်းနှီးမြှုပ်နှံမှုကဒေါ်လာဘီလီယံ600ကျော်ကနေ650ကျော်လောက်ထိဆိုပြီးတော့ကျွန်တော်တို့ statistics တွေရကျွန်တော်တို့သိရှိရတယ်။ဘာကြောင့်ဒီလောက်ထိကျွန်တော်တို့ဘီလီယံဒေါ်လာတွေကိုရင်းနှီးနေကြတာလဲ AI လုပ်ငန်းမှာအဲ့ဒါတော့ကျွန်တော်တို့ကအကြောင်းရင်းကရိုးရှင်းပါတယ်အကြောင်းရင်းကရိုးရှင်းပါတယ်ဆို AI နဲ့ပတ်သက်တဲ့ foundation တွေကိုကျွန်တော်တို့သူတို့ကတေးချာကျွန်တော်တို့တဲပြီးတော့ကျွန်တော်တို့ပြုလုပ်နေကြတာပါနောက်တစ်ခုကတော့ကျွန်တော်တို့တနည်းအားဖြင့်ပြောမယ်ဆိုရင်ကျွန်တော်တို့လက်ဦးမှုရယူပြီးတော့နောက်ပိုင်းမှာသူတို့ရဲ့လုပ်ငန်းတွေကလက်ဝဲကြီးအုပ်လို့ရနိုင်တဲ့အတွက်ကြောင့်ဒါကိုသူတို့ရင်းနှီးမြှုပ်နှံမှုအတွက်ကိုစူးစမ်းနေကြပါအဲ့ဒါကိုကျွန်တော်တို့ဘာလို့ခေါ်တာလဲဆိုတော့ကျွန်တော်တို့တနည်းအားဖြင့်ပြောမယ်ဆိုရင်ဘာ formula လဲဆိုတော့ build and buy ဆိုတဲ့ formula အနေနဲ့ကျွန်တော်တို့ပြောပြကြပါမှာ build and buy ဆိုတော့အဲ့တော့ခုနကပြောတဲ့ဥစ္စာ base ဆိုရင် American billion နဲ့ချီပြီးတော့ American dollar တွေကိုကျွန်တော်တို့ရင်းနှီးမြှုပ်နှံနေပါပြီအဲ့ဒီရင်းနှီးမြှုပ်နှံနေပြီးတော့ကျွန်တော်တို့တနည်းအားဖြင့်ပြောမယ်ဆိုရင်နောက်တစ်ခုကအဲ့ဒီ set-up company လေးတွေပေါ့ set-up company ဆိုတာအခုမှအသစ်ထွက်လာတဲ့ AI company AI build လုပ်နေတဲ့ company တွေအားလုံးကိုလည်းကျွန်တော်တို့ကဝယ်ဖို့ပါသူတို့ကစူးစမ်းနေကြပါပြီတနည်းအားဖြင့် Meta ဆိုရင်ကျွန်တော်တို့ဒီနှစ်အပိုင်းတွေအတွင်းမှာတင်ကျွန်တော်တို့အခုလက်ရှိမှာဆိုရင် Manex ဆိုတဲ့ဥစ္စာကို$2 billionနဲ့ကျွန်တော်တို့ဝယ်ချလိုက်ပါတယ်အဲ့ဒီရှေ့ပိုင်းမှာလွန်ခဲ့တဲ့4-5 လလောက်ကဆိုရင်ကျွန်တော် Scale AI ကို$40 billion နဲ့ကိုကျွန်တော်တို့ဝယ်လိုက်တာအဲ့တော့ဒီ company ကြီးတွေကဘာဖြစ်လို့ဒီလောက် billion နဲ့ချီပြီးတော့ AI ကိုရင်းနှီးမြှုပ်နှံနေရတာလဲဆိုခုနကကျွန်တော်ပြောတဲ့အချက်လေးမှာယူရှင်းပါတယ်ဒီက foundation ချနေတယ်ပြီးရင်နောက်ပိုင်းမှာလက်ဦးမှုယူမယ်အကုန်လုံးကို overwhelm နဲ့သူတို့ထိန်းချုပ်ချင်တာဖြစ်တဲ့အတွက်ကြောင့်ဒါကိုအကျိုးအမြတ်အများကြီးရနိုင်မှာသိတဲ့အတွက်ကြောင့်သူတို့ build လုပ်နေကြတာပါပြီးတဲ့အခါမှာခုနကပြောတယ်ဝယ်တယ်ဆိုတဲ့ဥစ္စာ scale ပါအဲ့ဒါဒီတနည်းအားဖြင့်ပြောမယ်အချက်လေး AI set-up company တွေကိုဝယ်ဖို့အတွက်အချက်လေးချက်နဲ့ကျွန်တော်တို့ပြောသွားကြပါတယ်ပထမတစ်ချက်ကတနည်းအားဖြင့်ပြောမယ်ဆိုရင်သူတို့ company ရဲ့AI set-up company တွေကိုဝယ်လိုက်ခြင်းအပြင်သူကလူစွမ်းအရင်မြင်ပေါ့အဲ့ဒီထဲမှာရှိနေတဲ့တကယ်တော်တဲ့ CEO ရဲ့တကယ်တော်တဲ့ AI ပညာရှင်တွေကိုသူတို့ကလက်ဦးမှုရယူပြီးသားဖြစ်ပါတယ်ပြီးတော့နောက်ထပ်တစ်ချက်အနေနဲ့ကဘာဖြစ်တာလဲဆိုဈေးကွက်ထဲကိုအမြန်ဆုံးရောက်ရှိသေးတာအချိန်ကအရန်အရေးကြီးပါတယ် ANK ရောက်လာတဲ့အချိန်မှာဒီနည်းအားဖြင့်ပြောမယ်ဆိုရင်တစ်လနဲ့တစ်လအပြိုင်အဆိုင်နေနဲ့ကိုကျွန်တော်တို့ကmodel တွေမှာ update တွေအသစ်တွေထွက်လာပြီးဘယ်ဟာတော့ပိုကောင်းနေပြီဘယ်ဟာတော့ပိုကောင်းနေပြီစသည်ဖြင့်ဖြစ်လာတယ်အဲ့ဒီတော့ကြောင့်ဒုတိယတစ်ချက်ဖြစ်တဲ့ဈေးကွက်ကိုကျွန်တော်တို့အမြန်ဆုံးရောက်ရှိစေဖို့အတွက်လည်းဒီလိုမျိုးဝယ်ယူလာကြတာပါနောက်တစ်ခုကကြတော့ဒီ AI set-up company လေးတွေဒီအနာဂတ်မှာသူတို့ရဲ့ပြိုင်ဘက်ဆိုတဲ့ဥစ္စာကိုကြိုတင်ရှင်းလင်းပြီးသားလဲဖြစ်ပါတယ်တတိယအချက်အနေနဲ့နောက်တစ်ခုကကြတော့သူတို့ရဲ့ expanding ecosystem ပေါ့တနည်းအားဖြင့်ပြောမယ်သူတို့ရဲ့ ecosystem ဂေယစနစ်ကြီးကိုဘာဖြစ်တာလဲဆိုရင်ကျွန်တော်တို့တိုးချဲ့လိုက်တာပါသူတို့ဒီမှာရှိနေတဲ့ AI model တွေရှိတယ် clouding တွေရှိအဲ့ဒီထဲကိုအခုဝယ်ပြီးသားဥစ္စာတွေနဲ့ပေါင်းဆက်လိုက်မယ်ပေါင်းဆက်လိုက်ပြီးတော့သူတို့ရှိမှာရှိနေတဲ့လက်ရှိ customer တွေအကောင်းဆုံးဝန်ဆောင်မှုပေးမှုအတွက်ဖြစ်တာပါအဲ့တော့ကျွန်တော်တို့ကအဲ့ဒါမှာကျွန်တော်တို့စဉ်းစားကြည့်လိုက်တဲ့အခါကျရင်ခုနကပြောတဲ့အချက်၄ချက်ဒီ
AI company တွေကိုဝယ်လိုက်တဲ့အချက်၄ချက်ဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်ဒါကိုလည်းတနည်းအားဖြင့်ပြောမယ်ဆို bay and buy ဆိုတဲ့ viewer ဆိုပြီးတော့သုံးနေကြခြင်းဖြစ်တာပါဒါဆိုရင်ကျွန်တော်တို့အခုနောက်ထပ်ဆက်ပြီးတော့ပြောရမှာဒါဒီ AI company ကြီးကဘီလီယံဒေါ်လာနဲ့ချီပြီးတော့ invest လုပ်နေတယ်ဘီလီယံဒေါ်လာတွေသုံးပြီးတော့ကျွန်တော်တို့ဝယ်ယူနေကြတယ်အဲ့လိုဝယ်ယူနေကြခြင်းအပြင်ကျွန်တော်တို့ခုနကခေါင်းစဉ်ရဲ့အထဲမှာကျွန်တော်တို့ရဲ့လုပ်ငန်းခွင်စီတို့ဆိုတဲ့ဥစ္စာလေးကိုဆက်ပြီးကျွန်တော်တို့ပြောပါမယ်လုပ်ငန်းခွင်စီတို့ဆက်ပြောမယ့်အကြောင်းပါမှာဒါဆိုရင်ကျွန်တော်ကအလားတန်ပုံစံနဲ့ဘယ်လိုပုံစံနဲ့ပြောမယ်ဆိုတော့တကယ် AI company ကြီးတွေတကယ်ကမ္ဘာtech giant လို့ပေါ့ tech company အကြီးတွေကတနည်းအားဖြင့်ပြောမယ်ဆိုကျွန်တော်တို့လမ်းဖောက်ပေးနေတာပါအလားတန်ဘာနဲ့သွားတူတာလဲဆိုတော့ကျွန်တော်တို့လမ်းတွေအများကြီးကျွန်တော်တို့ဖောက်ပေးပြီးသားဖြစ်ပါတယ်ဥပမာအနေနဲ့တနည်းအားဖြင့်ပြောမယ်ဆိုရင်designerကျွန်တော်တို့ business ပြီးရင် video editor ပြီးရင်ကျွန်တော်တို့အနေနဲ့ story writer စသဖြင့်လမ်းပေါင်းမြောက်များစွာကိုသူတို့က automatically ကျွန်တော်တို့ဖောက်ပေးပြီးတော့သူတို့က investment တွေလုပ်ပြီးဖောက်ပေးထားတာပါအဲ့တော့အဲ့လမ်းပေါ်မှာကျွန်တော်တို့ကဘာလုပ်ကြမှာလဲဆိုရင်တနည်းအားဖြင့်ပြောမယ်ဆိုလွယ်လွယ်ကူကူလေးကျွန်တော်တို့ကတက်ပြီးတော့ရှောက်လန်းလိုက်ရုံပါပဲဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီဘီလီယံဒေါ်လာတွေကိုကျွန်တော်တို့အတော့ကုန်ကြခံပြီးကျွန်တော်တို့ AI တွေကိုတိစောက်နေစရာမလိုဘဲနဲ့လာစဉ်ကျွန်တော်တို့သူတို့နဲ့သူတို့ရှိကလမ်းဥပမာအနေနဲ့ကျွန်တော်တို့ပြောမယ်ဗျာအခုခီးသွားတယ်မန္တလေးသွားမယ်ဥပမာအနေနဲ့ကျွန်တော်တို့ချောင်းသာသွားမယ်သွားတဲ့အခါမှာကျွန်တော်တို့လမ်းရဲ့ဖြတ်တန်းခွင့်ဆိုတဲ့ဥစ္စာကိုကျွန်တော်တို့ပေးဆောင်ရတယ်ဒီအတိုင်းပဲကျွန်တော်တို့ကလာစဉ်သူတို့ကိုပေးဆောင်ပြီးတော့သွားရင်ကျွန်တော်တို့လိုရာခရီးကိုခဏလေးနဲ့ကျွန်တော်တို့ရောက်မှာအဲ့ဒီအတွက်ကြောင့် AI company ကြီးတွေရဲ့ဒီဘီလီယံဒေါ်လာချီပြီးတော့အသုံးခံနေတဲ့လမ်းတွေဖောက်နေတဲ့အခါမှာကိုကဘာလုပ်လိုက်ရမှာလဲဆိုရင်အဲ့လမ်းပေါ်မှာရှောက်လန်းသွားရုံပါပဲဒါဒီလမ်းကိုမြင်တဲ့လူမှရှောက်လန်းနိုင်မှာမမြင်တဲ့လူကတော့ကျွန်တော်တို့ရှောက်လန်းနိုင်မှာမဟုတ်ပါဘူးအဲ့တော့နောက်တစ်ခုအနေနဲ့ဘာလို့ဆက်ပြီးတော့ကျွန်တော်တို့ပြောချင်တာလဲဆိုတော့ဒီ AI နဲ့ပတ်သက်တဲ့ဥစ္စာမှာဒီရင်းနှီးမြှုပ်နှံမှုတွေကိုခုနကပြောသွားတဲ့ပုံစံတိုင်းမှာဆိုရင်လမ်းအသုံးပြုကလိုမျိုးပဲကျွန်တော်တို့လာစဉ် secretion ပေါ့လာစဉ် secretion fee လေးတွေကျွန်တော်တို့အသုံးပြုပြီးတော့ကျွန်တော်တို့အသုံးပြုလိုက်ကြရမယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီဘာဖြစ်နေတာလဲကျွန်တော်တို့လိုချင်တဲ့ target goals ပေါ့ကျွန်တော်တို့လိုချင်တဲ့ဥပမာအနေနဲ့ကိုကတနည်းအားဖြင့်ပြောမယ်ဆိုရင်3D video animator လုပ်ချင်တယ်အဲ့တော့ 3D video animator လုပ်ဖို့အတွက်ကိုတကယ်တမ်းကျရင်ကျွန်တော်တို့သင်တန်းတွေတက်ကမယ်အခြေခံသဘောတရားတွေအချိန်တွေငွေတွေအများကြီးကျွန်တော်တို့တည်ဆောက်ကြရမယ်အဲ့လိုတည်ဆောက်မဲ့အချိန်မှာခုနကကျွန်တော်ပြောခဲ့သလိုပဲ AI company ကြီးတွေကနေပြီးတော့ဒီ AI 3D model ကြီးကိုတည်ဆောက်ပြီးလမ်းကြီးဖောက်ပေးထားတော့ကိုဒီ 3D AI video creation လုပ်ချင်တဲ့အခါမျိုးမှာအဲ့ဒီလမ်းပေါ်မှာကျွန်တော်တို့က subscription ကလေးပေးပြီးဝင်လျှောက်လိုက်တာနဲ့တပြိုင်နက်တည်းchange တဲ့ကျွန်တော်ရဲ့လိုရာ goals ကိုအချိန်တိုတိုလေးအတွင်းကိုကျွန်တော်တို့ရောက်ရှိသွားမှာအဲ့ဒါဒီခုနပြောတဲ့တင့်လုပ်ငန်းခွင်စီကိုကျွန်တော်တို့တန်းရောက်ရှိသွားတာဖြစ်ပါတယ်အဲ့တော့နောက်တစ်ခုအနေနဲ့ကျွန်တော်တို့ဘာလို့ဆက်ပြောမှာလဲအဲ့တော့ကိုတိုင်ကဘာတွေလုပ်ကြတော့မလဲဆိုတော့ super individual ပုံစံကျွန်တော်တို့ဖန်တီးကြမယ်။ဘာလဲ super individual ဆိုတာတနည်းအားဖြင့်ပြောမယ်ကိုကလုပ်နေတာကိုဒီတက်နေတာဒီဥပမာကိုဒီစည်ရင်းနဲ့ပတ်သက်တာတစ်ခုပဲတက်နေတယ်။အဲ့ဒီမှာကိုကဘာဖြစ်နေလဲဆိုကိုကလုပ်ငန်းတစ်ခုလုပ်ချင်တာဖြစ်တဲ့အတွက်ဟာ business လည်းသိရမယ်ဒီ marketing လည်းသိရမယ်နောက်တစ်ခါကျွန်တော်တို့ဒီကိုလုပ်နေတဲ့လုပ်ငန်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေလည်းသိရမယ်ဆိုတဲ့အခါမှာခုနကပြောတဲ့ land တွေကိုကျွန်တော်တို့ကလိုက်ပြီးတော့ရွေးပြီးတော့ဝယ်ပြီးတော့ကျွန်တော်တို့အသုံးပြုလိုက်တာနဲ့တပြိုင်နက်တည်းကိုကတယောက်ကနေကိုယ့်ကိုပွား9ယောက်ကျွန်တော်တို့ဖန်တီးလိုက်လို့ရတယ်နောက်တစ်ခုကိုကတယောက်တည်းကနေ10ယောက်ကိုပွားဖန်တီးလိုက်လို့ရတယ်အဲ့ဒါကိုဘာလို့ပြောချင်တာလဲဆိုတော့ super individual အနေနဲ့ကျွန်တော်တို့ပြောလိုက်ခြင်းဖြစ်တာပါအဲ့တော့ဒါဆိုရင်အခုကျွန်တော်တို့အဓိကပြောချင်တာဒါဆိုရင်ကျွန်တော်တို့တင့်လုပ်ငန်းခွင်စီကိုသွားနေတဲ့အခါမှာတနည်းအားဖြင့်ပြောမယ်ဆိုရင်ကျွန်တော်တို့ဒါကို3ချက်နဲ့ကျွန်တော်တို့ပြောမယ်ယနေ့ပဲစတင်မှုအတွက်ကိုကျွန်တော်3ချက်လေးပြောပါမယ်နားလည်ရမယ်ကျွန်တော်တို့ understand ပြီးရင်ကျွန်တော်တို့ဘာလုပ်ရမှာလဲဆိုကျွန်တော်တို့ရွေးချယ်ရမယ်ပြီးရင်တော့ဘာဖြစ်လာလဲဆိုရင်ကျွန်တော်တို့ကမြင့်တင်တယ်ပြောပြီးတော့အသုံးပြုတယ်ပြောပြီးတော့အသုံးပြုရမယ်အဲ့တော့နားလည်ပါဆိုတော့ခုနကပြောတဲ့သလိုပဲကျွန်တော်တို့က land တွေကို AI company တွေကအများကြီးဖောက်တယ်ကိုဘယ် land ကသွားမှာလဲကိုတော့နားလည်ဖို့လိုတယ်ဥပမာအနေနဲ့ကိုဒီcontent creator လားဒါမှမဟုတ်ကိုဒီ business owner လားဒါအဲ့ဒီလမ်းကြောင်းတွေကိုကိုကရွေးချယ်ဖို့အတွက်နားလည်ဖို့ပထမဦးဆုံးတော့ကျွန်တော်တို့လိုအပ်တယ်နားလည်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဘာလုပ်ရမှာရွေးချယ်ရတော့မယ်ဘယ် company ကထုတ်ထားတဲ့ model ကိုတော့အသုံးပြုမယ်ဟိအဲ့ဒါကလည်းအရန်အရေးကြီးတယ်အဲ့တော့ကိုရွေးချယ်တဲ့ model ကိုရွေးချယ်ပြီးသွားပြီဆိုရင်တော့ခုနကပြောသလိုပဲကျွန်တော်တို့က super individual ဖြစ်အောင်ကျွန်တော်တို့ကမြင့်တင်လိုက် super individual မြင့်တင်ပြီးတော့ကျွန်တော်တို့သုံးလိုက်ရင်ကျွန်တော်တို့ဒီလိုအပ်တဲ့ goals ကိုကျွန်တော်တို့ရောက်ရှိသွားတာ
ဖြစ်ပါတယ်လိုအပ်တဲ့ goal ကိုလည်းအလွယ်တကူအချိန်တကူရောက်ရှိသွားအဲ့တော့ဒီနေ့ခေါင်းစဉ်လေးနဲ့ပတ်သက်ပြီးတော့ပြန်ပြီးတော့ကျွန်တော်တို့ပြောလိုက်မယ်ဆိုရင် AI ကိုတကယ်ကမ္ဘာကုမ္ပဏီအကြီးတွေဥပမာကျွန်တော်တို့ Microsoft တွေ Google တွေ Facebook တွေ X တွေ Amazon တွေစသည်ဖြင့်ဒီကုမ္ပဏီကြီးတွေကဘီလီယံနဲ့ချီပြီးအရန်ကိုယင်းဒီမြုပ်နှံနေတဲ့အချိန်မှာလမ်းတွေဖောက်ပြီးနေတဲ့အချိန်မှာကိုရီးယားတော့သူတို့ရဲ့ဖောက်ထားတဲ့လမ်းကို secretion fee လေးတွေပေးပြီးတော့ကိုလိုတဲ့ခရီးကိုအမြန်ဆုံးသွားလိုက်ရပါအဲ့တော့ဒီနေ့ပိုင်းကျွန်တော်တို့ AI ကိုစပြီးတော့သုံးလိုက်ရကြရအောင်ကျွန်တော် review ပါ